ပိုင်းနဲ့ညောင်ပင်အောက်ကစင်ခေါ်မှုနဲ့ပထမဆုံးအစွမ်းပြခြင်းမောင်ပင်ရအော်ဟစ်လိုက်တဲ့စကားကြောင့်ရွာသူကြီးနဲ့ရွာသားတွေဟာအံ့အားသင့်သွားကြပြီးမှဒီအယူဘာတွေရှော့ပြောနေရလဲလို့ဝိုင်းဆဲကြပါတော့တယ်လူစိမ်းကတော့မောင်ပင်ကိုစိုက်ကြည့်ရင်းကနေမျက်နှာပြက်သွားပြီးမြချက်ချင်းပဲသူ့ရဲ့ဟန်ပန်ကိုပြန်ထိလိုက်ပါတယ်ဒီရွာမှာအယူဒီအော်နေတာကိုနားထောင်နေရတာလားရွာသူကြီးလို့လူစိမ်းကအေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်တယ်ရွာသူကြီးကမောင်ပင်မင်းအိမ်ပြန်တော့မင်းဘာတွေရှော့ပြောနေရလဲလို့ဟောက်လိုက်တယ်မောင်ပင်ကတော့ရေမဲတိုင်းရေဝင်ဦးကြီးအိတ်ထဲကအောက်လန်းအယုတ်ကိုပြန်သိမ်းသွားမဟုတ်ညဒီညညောင်ချီတော့ရွာသွင်းပြီးလေဝေလိုက်နဲ့လို့ထပ်ပြောပြန်တယ်လူစိမ်းကတော့ဘာမှမပြောဘဲရွာသူကြီးအိမ်ကိုဆက်သွားပါတော့တယ်ရွာသားတွေလည်းတဖြည်းဖြည်းလူစုခွဲသွားကြတယ်မောင်ပင်ကတော့ညောင်ပင်အောက်မှာတယောက်ထဲကျန်ခဲ့တယ်သူကလာပြီအမဲရောက်နေလာနေပြီဟီဟီလို့ရေရွတ်ညင်ညောင်ဦးချောင်းသားကညောင်ပင်ကြီးအောက်မှာတယောက်ထဲမြေကြီးပေါ်မှာပုံနေဆွဲနေပါနဲ့ညရောက်တော့ရွာထဲမှာထူးဆန်းတဲ့အတန်တွေကြားရလာတယ်ခွေးဟောင်တန်တွေကြောင်အော်တန်တွေနဲ့အတူခြောက်ချားစရာကောင်းတဲ့လေပြင်းတွေတိုက်ခတ်လာတယ်ရွာသားတွေကတော့အိမ်ထဲမှာကြောက်ရွံ့စွာပုံအောင်နေကြတယ်မောင်ပင်ကြီးအိမ်မှာတော့သူ့အဖေဦးပေါ်လေးကဒီလေတွေကမကောင်းဘူးမောင်ပင်ဖဲမလဲလို့မေးလိုက်တယ်ဒေါ်မာလာကသူအပြင်ထွက်သွားတာကြပြီးဖဲရောက်နေလဲမသိဘူးလို့ပြန်ဖြေတယ်ဦးပေါ်လေးကငါသွားရှာဦးမယ်လို့ပြောပြီးအပြင်ထွက်ဖို့ပြင်လိုက်တယ်အဲ့ဒီအချိန်မှာပဲမောင်ပင်ကမျက်လုံးတွေနီးရဲနေပြီးခြောက်ချားစီရကောင်းတဲ့ရေတန်းနဲ့အိမ်ထဲဝင်လာတယ်ဦးကြီးအောက်လဲအယုတ်ကိုပြန်ထိန်းသွားဟီဟီလို့အော်ရင်းဦးပေါ်လေးနဲ့ဒေါ်မာလာတို့လည်းမောင်ပင်ရဲ့ပုံစံကိုကြည့်ပြီးကြောက်လန့်သွားကြတယ်မောင်ပင်မင်းဘာဖြစ်နေတာလဲလို့ဦးပေါ်လေးကမေးလိုက်တယ်မောင်ပင်ကတော့ဘာမှမပြောဘဲညောင်ပင်ကြီးစီကိုပြေးထွက်သွားတယ်ညောင်ပင်ကြီးအောက်မှာတော့လူစိမ်းကစုံကဝိဗလာကြီးနဲ့အတူရှိနေတယ်ဗလာကြီးကဒီရွာကိုငါတို့တိမ်ပိုက်ရမယ်လို့ပြောလိုက်တယ်လူစိမ်းကအဲ့ဒီအယူကငါတို့အတွက်အန်ဒီယေဖြစ်နိုင်တယ်လို့ပြန်ပြောတယ်ဗလာကြီးကသူကဘာလုပ်နိုင်မှာလဲလို့ပြောရင်းမောင်ပင်စီကိုအောက်လန်းပညာနဲ့တိုက်ခိုက်လိုက်တယ်မောင်ပင်ကတော့ image ထဲနဲ့ကအတိုင်းလက်ဖွားပင်ကအင်းစမအမတ်တွေကတဖြက်ဖြက်တောက်ပလာပြီးဗလာကြီးရဲ့တိုက်ခိုက်မှုကိုကာကွယ်လိုက်တယ်ဟီဟီဦးကြီးအောက်လန်းအယုတ်ကိုပြန်သိမ်းသွားလို့မောင်ပင်ကပြန်တိုက်ခိုက်လိုက်တယ်ဗလာကြီးလည်းမောင်ပင်ရဲ့အစွမ်းကိုမြင်ပြီးအံ့အားသင့်သွားတယ်မင်းကဘာတူလဲလို့ဗလာကြီးကမေးလိုက်တယ်မောင်ပင်ကတော့ဘာမှမပြောဘဲခြောက်ချားစရာကောင်းတဲ့ရေတံနဲ့ဗလာကြီးကိုဆက်တိုက်ခိုက်ပါတော့တယ်အပိုင်း3ဘာတွေဆက်ဖြစ်မလဲမောင်ပင်နဲ့ဗလာကြီးတို့ရဲ့တိုက်ပွဲကဘလို့အဆုံးသတ်မှာလဲလူစိမ်းကတော့မောင်ပင်ကိုဘလို့တိုက်ခိုက်အောင်မှာလဲရွာသားတွေကတော့မောင်ပင်ရဲ့အစွမ်းကိုမြင်ပြီးဘာတွေပြောကြအောင်မှာလဲဆိုတာ